ဆွေးနွေးတဲ့သဘောမဟုတ်ပါဘူးဒါဆရာကြီးရေးတဲ့စာအုပ်ပဲဆရာကြီးမောင်ခင်မင်းတနုပြူရေးတဲ့စာအုပ်ပဲဖတ်တဲ့သဘောဖြစ်ပါလိမ့်မယ်ဟောဖြစ်အောင်လို့ပါခေတ္တခေဟူသောအတိုင်းတာနယ်နိမိတ်ဖြင့်ရေးဟန်ဟူသောစကားလုံးကိုတဲ့စကားကိုသုံးတတ်ကြပါတယ်တဲ့ထို့သဘောရရေးဟန်ဟူသည်ခေတ္တခေတွင်ရေဘူးအားဖြင့်တွေ့ရသောတွင်ပြင်လက္ခဏာဖြစ်ပါသည်အဲ့တော့ဒါဆရာကြီးတို့ဆရာမကြီးတို့လည်းသိပြီးသားပါကျောက်စာတွေကျွန်တော်တို့ဟိုဟာထဲမှာအခြေခံကနေစပြီးတော့အစင်းမြင့်ထိကျွန်တော်တို့မြန်မာစာစကားပြည်တွေတင် जा ပို့ချတဲ့အခါမှာပကံခေပင်ရခေအင်ဝခေတောင်ခေစသည်အဖြစ်ခေအစင်လိုက်ဟိုပြဋ္ဌာန်းပြီးတော့ပို့ဟောပေါ့တင် जा နေကြဆရာကြီးဆရာမတွေဖြစ်တဲ့အတွက်ကြောင့်ဒါသူ့ style လေးသူ့ခေအလိုက်အသွင်ပြင်လက္ခဏာလေးတွေရှိတယ်ဆိုတဲ့အကြောင်းဆရာကြီးကကောက်ပြထားတာပါကာရကအဖြစ်ပကံခေစကားပြည်များတွေတွေ့ရတဲ့ရေဘူးလက္ခဏာများကိုပကံခေစကားပြည်ရေးဟန်အင်ဝခေမှာတွေ့ရတဲ့ရေဘူးလက္ခဏာတွေကိုအင်ဝခေရေးဟန်စသည်ဖြင့်ခေအတိုင်းတာအရနယ်နိမိတ်တတ်မှတ်ခြင်းမျိုးဖြစ်ပါတယ်အဲ့တော့ခေကျွန်တော်တို့စာပေသမိုင်းမှာခွဲထားတဲ့ခေအတိုင်းတာအရအများဆုံးရေဘူးတွေ့တတ်တဲ့လက္ခဏာရက်မျိုးတွေဥပမာပကံခေမှာဆိုရင်ကြောက်စာအလူမတ်တန်းတွေနဲ့နော်အကြောင်းအရာတွေရွေးချယ်တာအကြောင်းအရာရွေးချယ်တာအစအလူမတ်တန်းတွေနဲ့အကြောင်းအရာတွေရွေးချယ်တယ်နောက်အစီအစဉ်တင်ပြပုံတွေရဆိုရင်နမောတတစပြီးတော့နော်ဖျားရှိခိုးတာနဲ့စမယ်နောက်ဘယ်နှခုနှစ်မှာရေးထိုးရဲဆိုတဲ့အကြောင်းရေးမယ်ဘသူရေးထိုးရဲဆိုတဲ့အကြောင်းဘာကြောင့်နော်ဟိုအလှပြုရတယ်ဆိုတဲ့အကြောင်းစသည်အပြင်သူ့အစီအစဉ်လေးကဒါပကံခေတ်စတိုင်လုံးဝတိတိသာသာထင်ထင်ရှားရှားကြီးရှိနေပါတယ်အဲ့ဒီရေးဟန်ပုံစံမျိုးပေါ့နောက်စကလုံးရေးဟန်မှာအကြောင်းအရာရှိမယ်နောက်ဝကြစာပိုက်စီစဉ်ပုံရှိမယ်ဝကြဖွဲ့ပုံရှိမယ်စကလုံးသုံးလုံးပုံတွေရှိမှာပေါ့စသည်အပြင်အဲ့ဒီဟာတွေကိုရေဘူးကသဘောဆောင်တဲ့ဟာတွေကိုကြည့်ပြီးတော့ခေတ်သွင်ပြင်လို့နော်ခွဲခြားတတ်မှတ်နိုင်ခြင်းဖြစ်ပါတယ်ဒီမှာလဲဆရာကြီးကတာရကပြတ်ထားပါတယ်ပကံခေတ်စကားပြည်ရေးဟန်ကိုတာရကပြတ်ပါမည်ဆိုပြီးတော့နော်ဘုရားသခင်သာသနာအနှစ်စသည်အပြင်အရိဗန္ဒရဘုံမြည်တော်ဆိုပြီးတော့ပြတ်ထားပါတယ်တာရကနှစ်ခုဖြင့်ပကံခေတ်စကားပြည်ရေးဟန်ကိုအပြည့်အစုံသိနိုင်ယူဆိုလိုခြင်းမဟုတ်ပါတဲ့ဆိုတော့ဒီဒါပေမဲ့ခြုံကြည့်လိုက်ရင်ရေဘူးအားဖြင့်အကြောင်းအရာပိုင်းဆိုတော့ကျွန်တော်ပြောတဲ့အကြောင်းအရာပိုင်းနော်စာပိုက်အစီအစဉ်တင်ပြပုံအပိုင်းဝကြအသုံးလုံးပိုင်းစကလုံးသုံးလုံးပိုင်းတွေကကြည့်ရင်ခွဲခြားပြီးတော့သိနိုင်ပါတယ်ဥပမာဟိုကျောင်းသားတွေရေးတော်ပုံကျမ်းဆိုရင်တောင်ဝင်ခေအရေးသားသိတာထင်ရှားပါတယ်အဲ့ဒါမျိုးလေးတွေပေါ့အဲ့လိုထင်ရှားတဲ့အကြောင်းအရာလေးတွေရှိပါတယ်အင်ဝါခေဆိုလဲရှင်မောရထသာရတို့ရှင်မောတိလဝန်သားတို့ရေးတဲ့ကြပြဟန်လေးတွေကိုကြည့်လိုက်ရင်သိပါတယ်နောက်ရှင်မောတိလဝန်သားရဲ့ရာဇဝင်ကျော်တို့နော်ပါရယနာဝတ္ထုတို့တင်ထားမှုတဲ့ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဟန်လေးတွေကအင်ဝါခေကိုထင်ရှားပေါ်နေပါတယ်အဲ့တော့ဒီမှာတော့ဆရာကြီးကတော့ပေမြောက်သောစကားလုံးဟူသောစကားသည်ပကံခေသုံးစကားဖြစ်ကြောင်းတွေ့နိုင်ပါတယ်ချစ်လာသောမြောက်အဓိပ္ပာယ်ရပါတယ်ပကံခေဥပိုင်းမှာသုံးသောစကားဖြစ်ပါတယ်နောက်ပိုင်းတွင်မိဖုရားဟူသောစကားကိုအသုံးများလာပါတယ်ဒါတစ်မှာပါနှစ်မှာကအမတ်တရာဟူသောစကားလုံးသည်အမတ်နဲ့အတူတူပါပဲပကံခေသုံးစကားဖြစ်ပါတယ်အော်ပေမြောက်တို့အမတ်တရာတို့ကိုခေစကားပြေမှာမတွေ့ရတော့ပါတို့ဖြင့်စကားသုံးရတွင်ယခုခေနဲ့တွင်ပြင်ဟန်ပန်းခြင်းကြွာပါတယ်တဲ့ဆရာကြီးကတော့စကားလုံးကနေစပြောပါတယ်ကျွန်တော်ကတော့အကြောင်းအရာနေပြောလိုက်မိတယ်နောက်ဝကြဖွဲ့ပုံကြည့်ရင်လည်းထိုမင်းပေမြားတယောက်သောကဟူသောအဖွဲ့မျိုးထိုပေမြားသားရာဇကုမာမြည်သောအားဆိုတဲ့အဖွဲ့မျိုးနော်နောက်ဥပမာနှစ်ကနေထိုအမတ်ဤတင်းချိုင်း၌ဂူကားတရာစွာ၍ဤမယားပြုပေသည်ဟိုတနေ့ကကျွန်တော်ပြောသလိုပေါ့ပကံခေတ်မှာဟိုပြုတာရဲ့မူတာရဲ့ခွဲသုံးတယ်ဆိုတဲ့အသုံးလုံးလေးဒါဂူပြုတယ်ဆိုရင်ဟို drug ထင်ရှားဖြစ်တဲ့အရာကိုပြုတယ်လို့သုံးပြီးတော့ action လောက်ပဲဟာကိုအမူအရာလောက်ပဲဟာကိုမူတယ်လို့သုံးပါတယ်အခုခေတ်ကျတော့ပြုတာနဲ့မူတာနဲ့ဟိုပြုမှုတယ်ဆိုပြီးတွဲသုံးတယ်ပြုလုပ်တယ်ဆိုတွဲသုံးတယ်ပကံခေတ်ကခွဲသုံးတယ်ဒီနေရာမှာဂူဟိုပါပေါ့နော်ဂူကတရာစွာ၍မယားမူပေဤလို့မသုံးပါဘူးပြုပေဤပဲသုံးတယ်သူကဂူဆိုတော့ထင်ထင်ရှားရှားကြံခဲ့တယ် drug account drug ဝတ္ထုကြံခဲ့တဲ့အခါမျိုးတွေမှာသုံးတာလေးတွေအဲ့လိုလေးတွေတွေးလိုက်တာနဲ့ဒါပကံခေတ်ဆိုတာသိတာပါတယ်ခွဲသုံးတယ်ဆိုရင်အခုခေတ်နော်ဤသို့ပြုမှုသည်ဘာညာဆိုလို့ရှိရင်ဒီဘက်ပကံခေတ်မဟုတ်တော့ဒီဘက်နောက်ပိုင်းခေတ်ရောက်လာပြီဆိုတာသိတာနိုင်ပါတယ်နော်နောက်ယခုခေတ်ဝါကြဖွဲ့ဟန်
ဖြစ်ဖွဲ့လင်ထိုမင်းတယောက်သောကပေမြာသားပေမြာကထိုရာသားကုမာမီသောပေမြာသားအားထိုအမတ်၏တင်းချိုင်း၌ဂူကိုမယားကသရာထက်တန်စွာပြုပေ၏စသည်ဟံမျိုးဖြစ်ဖွဲ့ရှိပါသည်ထို့ပြင်ပြည်၌အားကျွန်းသုံးရွာသောဒီသရာစွာရှိ၍ဟူသောနောက်ဆက်သုံးပုံတွေကလည်းယခုခေတ်သုံးဟန်နဲ့နှိုင်းရှင်လင်အလွန်ထူးခြားနေတာကိုတွေ့ရပါမယ်တဲ့အဲ့တော့ဒီဟန်ကိုကြည့်လိုက်ဟိုပါပေါ့ခေတ်သွင်ပြင်ကိုကြည့်လိုက်ရင်ကျွန်တော်တို့ဒီဘက်အင်းဝါခေတ်အဆုံးကရှမတီလဝန်သားရေးတဲ့စကားပြေတွေနော်နောက်ဒီဘက်ကုန်းမောင်ခေတ်ရောက်လိုက်တော့လေကြပြားစကားပြေနှစ်ထွေရောပြီးတော့သုံးတဲ့အသုံးမျိုးတွေများလာတာကိုကြည့်ရင်ဒါနော်ခန့်မှန်းလို့ရပါတယ်ဒါကုန်းမောင်ခေတ်ဟိုမှာဥပုံညာတို့နော်ဆောဟိုတနေ့ကကြီးကန်းရှင်မြတ်တာဇာတို့လိုဟာမျိုးတွေဒါတွေကကုန်းမောင်ခေတ်မှာအရန်ခေတ်စားတဲ့စကားပြေရေးဟန်လို့ပြောလို့ရပါတယ်ဒီကြပြားဟိုလင်္ကာစကားပြေနှစ်ထွေရောပြီးတော့သုံးတဲ့အသုံးမျိုးတွေနော်ဥပုံညာတို့ပြဇက်တို့ဘာလို့ဆိုဒီမှာလဲ10တန်းမှာဆိုလဲပြဇက်တွေသင်ရပါမယ်အဲ့တော့ပြန်ပြီးတော့ SCD တွေပို့ချတဲ့အခါမှာလဲကျွန်တော်တို့ဒီဟိုစာရန်စင်မင်ဝတ္ထုတို့ဘာလို့ဒါသူတို့ကရင်းနှီးပြီးသားပါအဆွဲလူသူမိပြအတော်စိတ်ခိုင်းသူမေးကေလေးဖြစ်သူဖះကျွန်တော်ဟလာကြံပေါ်ကြံပဲသုံးအောင်သားနဲ့တွေ့မှာဆိုတာဒါတော်တော်များများမြန်မာစာဆရာမတွေရဲ့ပါဇက်ထဲမှာရပြီးသားတွေပါအဲ့ဒါတွေတော့ကျွန်တော်တို့ငယ်ငယ်ကလူကြီးတွေအဲ့ဒါလေးရွတ်ပြတော့အရန်သဘောကျတော့ကိုလည်းကျောင်းတက်တော့မြန်မာစာယူလိုက်တော့အဲ့ဒါတွေကပို့ပြီးတော့ရင်းနှီးခွင့်ရတာပေါ့နော်အဲ့တော့ဆရာဇော်ကြီးရဲ့စာအုပ်စင်နဲ့ကျွန်တော်ဆိုတာမျိုးလေးဟိုလဲသွားပြီးတော့ကြီးလာမှဖတ်ပြီးတော့သတိရတယ်။အော်ငါငယ်ငယ်ကလူကြီးတွေရွတ်ပြခဲ့တဲ့ဟာလေးတွေနော်တက်ကြီးလာတဲ့အခါမှာပြန်ဖတ်ရတော့သဘောကျလို့ဆရာဇော်ကြီးစာအုပ်စင်နဲ့ကျွန်တော်မှရေးသွားတာဇက်သွားကြည့်တော့အဲ့ဇက်ကစကားပြောတဲ့တွေကိုအရန်သဘောကျပြီးတော့ပြန်လာတော့နော်ဖះစင်ကစာအုပ်စင်ပေါ်ကစာအုပ်တွေထုတ်ပြီးတော့ပြလိုက်တဲ့ဟာမျိုးလေးကိုသွားပြီးတော့တွေးမိပါတယ်ဆရာဇော်ကြီးကလည်းတကယ်ဆရာတို့ဆရာမတို့လို့ကျွန်တော်တို့လိုပဲနော်တကယ်ဖြစ်ပျက်လေးကိုရေးတော့ကိုနဲ့တိုက်ဆိုင်တဲ့အခါမှာဟိုနှစ်သက်သဘောကျမိတာလေးရှိတာပေါ့အဲ့တော့ခေတ်သွင်းပြင်းအဲ့တော့ဒီမှာဆရာကပကံခေတ်ကိုတာရကထုတ်ပြပါတယ်ကျွန်တော်တို့ SCD တွေပို့ချတဲ့အခါမှာလည်းပကံခေတ်တော်၎င်းနော်အင်းဝါခေတ်တော်၎င်းနော်စသည်အပြင်ဟိုကုန်းမောင်ခေတ်တော်၎င်းပေါ့ဟန်လေးတွေဟိုမှာတောင်ငူခေတ်သူတို့ရင်းနှီးပြီးသားဖြစ်တဲ့နော်စီးချင်းတိုက်ပွဲစကားပြေတွေကအကြောင်းအရာလေးတွေနော်ထုံလို့ရွတ်ပြလိုက်ရင်ဒါတောင်ငူခေတ်ရေးဟန်ဆိုတာလုံးဝသိတာပေါ်လွင်ပါတယ်အဲ့ဒါမျိုးလေးတွေပေါ့နော်ဒီမှာတော့အဲ့တခုတည်းဆရာပြထားတဲ့အတွက်ကြောင့်ထိုသဘောအတိုင်းအင်းဝါခေတ်စကားပြေရေးဟန်တောင်ငူခေတ်စကားပြေရေးဟန်ကုန်းမောင်ခေတ်စကားပြေရေးဟန်ကိုလိုနီခေတ်စကားပြေရေးဟန်စသည်ဖြင့်နော်ခေတ်ရဲ့အတွင်ပြင်အဖြစ်ပိုင်းခြားနောက်ပိုင်းကန့်လေးလာနိုင်သည်ကြီးဖြစ်ပါတယ်ခေတ်တစ်ခေတ်ရဲ့စကားပြေအဖွဲ့ကိုကြဲပြန့်လေးလာကြည့်လေထိုခေတ်ရဲ့စကားပြေရေးဟန်ကပို၍ထင်ရှားလေးဖြစ်ပါတယ်အဲ့အချက်ကတကယ်ဟိုပါခေတ်တစ်ခုအကြောင်းကိုကြဲပြန့်ဒီကုန်းမောင်ခေတ်အကြောင်းကိုတောက်လျှောက်နော်ဖတ်ပြီးမှလေးလာနေရင်ကုန်းမောင်ခေတ်ရဲ့စကားပြေဟန်လေးတွေကိုပို့ပြီးတော့ပေါ်လွင်သိဟိုပါပေါ့သိသာစေပါတယ်ကျွန်တော်PhDကျမ်းကကုန်းမောင်ခေတ်ဟာတစာပေလေးလာချက်ပါကုန်းမောင်ခေတ်တစ်ခေတ်လုံးရဲ့ဟာတအကြောင်းရေးတဲ့ဟာလေးတွေကိုဆရာကြီးဦးအောင်တောင်းကစူပါဗိုင်ဇာလုပ်ပါတယ်ကျွန်တော်နဲ့ဆရာဦးအောင်တောင်းကဟိုမာစတာမှာလည်းကျွန်တော်ရဲ့စူပါဗိုင်ဇာပါ PhD မှာလည်းကျွန်တော်ရဲ့စူပါဗိုင်ဇာပါနော်ဆရာနဲ့ကျွန်တော်နဲ့ဟိုခဏရန်ဖြစ်လိုက်ပြန်ခေါ်လိုက်ဆရာနဲ့ရန်ဖြစ်တယ်ဆိုတာကတော့အဲ့လိုပါငင်းညခုံကြတာပေါ့အဲ့လိုမျိုးအဲ့တော့ဆရာကြီးဦးအောင်တောင်းရဲ့အများကြီးနော်ကျွန်တော်ပညာပေးထားတဲ့ဟာတွေအများကြီးရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်လည်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီကုန်းပေါင်းခေတ်တစ်ခေတ်လုံးရဲ့ဟိုပေါ့ဟာသစာပေတွေကိုကျွန်တော်ဖတ်လာတဲ့အတွက်ကြောင့်အဲ့ကုန်းပေါင်းခေတ်ဟန်လေးတွေကိုဟိုပို့ပြီးတော့တိသာထင်ရှားရှိပါတယ်အဲ့ဒီစကားလုံးလေးကိုဆရာကြီးဒေါက်တာဦးခင်မင်းဟိုဒေါက်တာမောင်ခင်မင်းဒနုပြူပြောထားတဲ့စကားပြေခေတ်တစ်ခေတ်ရဲ့နောက်ဆုံးဝါကြလေးပါခေတ်တစ်ခေတ်ရဲ့စကားပြေအဖွဲ့ကိုကြဲပြန့်လေးလာကြည့်လေထိုခေတ်ရဲ့စကားပြေဟန်ပို၍ထင်ရှားလေးဖြစ်ပါသည်ဆိုရဲစကားအရန်သဘောကျပါတယ်တကယ်လဲကောင်းတဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်လို့ပြောရင်ဒီကုန်းချုပ်ပါတယ်အားလုံးမင်္ဂလာပါပထမတစ်ခါလဲမိတ်ဆက်ပြီးသားဖြစ်လို့ဒီတစ်ခါတော့မိတ်မဆက်တော့ပါဘူးဆရာကြီးကိုလည်းနည်းနည်းလေးအစားပေါ့အနားလေးပေးတဲ့သဘောလေးပေါ့ဆရာကြီးကိုလည်း
ပို့ချမှုလေးကိုနည်းနည်းလေးကျမတို့ကတိတက်လောက်ကလေးပေါ့ကျမတို့ကိုတိတက်လောက်ကလေးပေါ့စာရေးသူရဲ့ပင်ကိုစရိုက်တွင်ပြင်လေးကိုရှင်းပါမယ်စာရေးသူရဲ့ပင်ကိုစရိုက်တွင်ပြင်လက္ခဏာတွေကရေးဟန်ဆိုတဲ့စကားကိုနယ်နိမိတ်ကန့်သက်ထားတာကိုသုံးသပ်လို့ရတယ်အဲ့တော့အကြောင်းအရာမှာလူတိုင်းမှာတခြားသူတွေနဲ့ကွဲပြားနေပင်ကိုစရိုက်ကလေးတွေရှိတယ်အဲ့တော့စာရေးသူမှာလည်းရှိတယ်အဲ့တော့စာရေးသူမှာပင်ကိုသူ့ရဲ့တွေးပုံလေးတွေခံစားပုံလေးတွေရေးပုံလေးတွေသူ့ရဲ့လက္ခဏာအရာသူ့ရဲ့ရေးဟန်လေးတွေကပင်ကိုစရိုက်ဖြစ်ကိုပေါ်လာတယ်ဒါစကားပြေအဆင့်ကိုကြည့်တာပေါ့တကယ်လို့လူပုဂ္ဂိုလ်2ယောက်ကိုကြည့်မယ်ဆိုရင်တယောက်နဲ့တယောက်စကားပြောပုံကြီးထပ်တူမတူတာကိုတွေ့ရတယ်အဲကြတော့အတန်ထွက်ပုံတွေလေယူလေသိန်းတွေစကားသုံးပုံတွေအသွင်ပြင်တွေကွဲပြားတာကိုတွေ့ရတယ်လူမမြင်ရဘဲနဲ့စကားပြောတဲ့ကြားရုံနဲ့ဘယ်သူဘယ်ဝါဆိုတာကိုခွဲခြားသိနိုင်တယ်အဲ့တော့အားလုံးလည်းသိတယ်လေဟိုတွန်းနေသိမ့်တယ်ဆိုလို့ရှိရင်သူကတော့အဲအိုင်စားတာဟုတ်ပြောပါမလားဆက်ပြောပါတွန်းနေသိမ့်တယ်ဖုံးမဆက်သေးတော့ခဏလေးစဉ်းစားနေမရပါဘူးအဲ့တော့တွန်းနေသိမ့်တယ်မရကျွန်မဝင်းကိုပြောင်းပါမယ်ဟုတ်လားရက်ွက်ထဲမှာမီးလောင်နေတယ်ပြိုအဲ့လိုဆိုလို့ရှိရင်ဒါဟိုအစင်သူ့ရဲ့ဒါလေယူလေသိန်းလေးတွေပေါ့နော်လေယူလေသိန်းလေးတွေနာဒေါ်မြလေးကျမတို့ခေတ္တမိခဲ့တဲ့ဒေါ်မြလေးဆိုအတန်ကြားတာနဲ့ဒါဒေါ်မြလေးမတန်းတည်တယ်ပြောကိုမပြောချင်ပါဘူးရှင်မတတာပဲခရပါနော်အဲ့ဒါတဘောဒေါ်ကငယ်ဆိုရတာလည်းမပြောပါဘူးဒေါ်ကငယ်ဆိုရတော့မင်းငုံခေါင်းလောက်လှူခဲ့တာမဟုတ်ပါဘူးခိုးခဲ့တာပါကဲအဲ့တော့လူတယောက်နဲ့တယောက်နဲ့ပေါ့နော်ဟန်လေးတွေမတူဘူးပေါ့မတူအစားလဲဟိုဆရာကြီးပြောသလိုမျိုးပေါ့မိုနိုတုံးလေးတွေနဲ့မကြားတကြားလေးမင်းငုံပြောတာလေကျမတို့ဒါကြားခဲ့အကုန်လုံးကြားခဲ့ဘူးပါမှာအဲ့လားမလားနောက်တစ်ခါတကယ်ကိုပြပြင်းပြင်းနဲ့ပြက်ပြက်သားသားပြောတာတောင်းနေဆိုမှတော့လိုအပ်လို့ပေါ့တော့ဒါမျိုးလေးပြောတာလေးရှိရလေလိုအပ်လို့တောင်းတာကိုလုပ်ပေးရမယ်ဒါလည်းဟုတ်တာပဲဒီလိုမျိုးလေးပေါ့ဒါကျမတို့ဘက်မှာပြောတဲ့လူကြီးလေးတွေစကားလေးတွေကမှတ်ထားတာပါနောက်တစ်ခါကြားလို့ရှိရင်အဲ့ဒါကျွန်တော်အဲ့ဒါကျွန်တော်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒါနဲ့အဆုံးမတတ်တော့တာတွေလည်းကြားမှုပါတယ်ဒါကပြောပြီဆိုလို့ရှိရင်ဘသူဖာဆိုတာကိုတန်ပြီးတော့ဒါသိတယ်ဒါလေယူလေသိန်းလေးတွေပေါ့ကျမတို့ဆိုငငယ်တုန်းကဆိုလို့ရှိရင်ဒီလေဒီယိုကနားထောင်တယ်နားထောင်နေဆိုလို့ရှိရင်ဒါဘသူအတန်ဒါဘသူအတန်ဆိုတာအကုန်ခွဲကြတယ်ပေါ့နောက်အခုဆိုလို့ရှိရင်လည်းဘယ်လိုပဲဖြစ်ပြူကျော်သိန်းတန်ဆိုတန်သိကြတယ်လိုမျိုးကြော်ကြားတာကိုကြော်ကြားတဲ့ခါကျတော့ပို့ပြီးတော့တန်းပြီးတော့တချင်းဆိုလဲတန်းသိတယ်အရင်စင်မှာမြင့်ဆိုလဲဒါအရင်စင်များမြင့်တဲ့အဲ့ဆိုသူ့ရဲ့လေယူလေသိန်းနဲ့သူ့ရဲ့တုံးနေရသူ့ဟာသူမူပိုင်ရှိပြီးသားဖြစ်တဲ့ကြောင့်လို့ဒါတယောက်နဲ့တယောက်နဲ့မတူတဲ့အခါကျတော့ဒီလေယူလေသိန်းလေးတွေနဲ့ခွဲခြားနေစကားပြောတဲ့ဟန်လေးရလဲခွဲခြားသွားတာပေါ့အဲ့ဒါလေးကိုပြောချင်ပါတယ်ပြီးတော့ဆိုလို့ရှိရင်တယောက်နဲ့တယောက်နဲ့လည်းထပ်တူမတူဘူးအဲ့တော့စာရေးတဲ့နေရာမှာကြည့်မယ်ဆိုလဲထပ်တူညီတဲ့ဟန်မျိုးကလည်းတိတ်ပြီးတော့မရှိလာဘူးပေါ့မတူလာဘူးပေါ့သူ့ရဲ့ဝက်ကြသုံးနှုံးပုံလေးတွေဝက်စကလုံးသုံးနှုံးပုံလေးတွေသူ့ရဲ့ပင်ကိုဟန်လေးတွေကိုပြနေတယ်အဲ့တော့ဆရာကြီးဥညာနာပေါ့နော်စာရေးဆရာကြီးရဲ့အရေးသားကိုဖတ်ရဝနေတဲ့စာဖတ်သူတဦးဟာစာကိုဖတ်ယုံနဲ့ဘယ်သူလက်ရလို့ကောင်းစွာခံမှန်းနိုင်ညာစာရေးသူရဲ့ပင်ကိုတီးခြားရှိနေတဲ့သူ့ရဲ့အမတ်တရဖြစ်စေတဲ့အကြောင်းပဲလေဆိုလို့ရပါတယ်နောက်ပြီးတော့စာရေးသူတဦးနဲ့တဦးပင်ကိုဇီရိုက်တွေအကြောင်းပြုပြီးတော့ရေးဟန်ချင်းခြားနာပုံနဲ့ပတ်သက်ပြီးတော့တိတ်ပံမောင်ဝါကလည်းသခင်ကိုတော်မိုင်းနဲ့လေဒီပန်နီတာဦးမောင်ကြီးကိုရေးဟန်မှာကွာခြားပုံလဲနှိုင်းရှင်ပြီးတော့ပြထားပါတယ်အဲ့တော့ဆရာကြီးသခင်ကိုတော်မိုင်းရေးဟန်လေးတွေကြတော့ဘယ်လိုဖြစ်လဲဆိုတော့သူထက်ထက်မြက်မြက်ရှိတယ်စာဖတ်သူကိုသူ့ရဲ့လိုရာရအောင်အတင်းသွေးဆောင်ပြီးတော့ခေါ်ယူသွားလိမ့်ရှိတယ်နောက်ပြီးတော့လည်းစဉ်းစားဖို့အချိန်မပေးဘူးသူ့လိုရင်းသဘောအချက်ကိုလိုက်ပါသွားအောင်လို့သခင်ကိုတော်မိုင်းရေးသားတဲ့စာတွေကမြင်းဆိုင်ကလို့ဒိုင်းနဲ့အဲ့ဒါနေလေတော့တယ်လို့ဒါကပြောထားတာပေါ့ကျမတို့ကျတော့ဆရာကြီးသခင်ကိုတော်မဲလေးချိုးကြီးတွေဖတ်မယ်ဆိုလို့ရှိရင်ပကံကိုပြောမယ်အင်းဝါကိုပြောမယ်နော်အလောင်းဖျားတို့ကုန်းမောင်ပြောမယ်နောက်ဆုံးကျမတို့ဖေပုရှိန်တပြေနုချိန်ကိုပြောမယ်နောက်ဆုံးပြောပြီးတော့သူရစိတ်နဲ့ဒီစားနဲ့တစ်ထက်တည်းကြတာဟောလို့ပြောလို့မရဟောမရပြောမရဒေါမနတ္တတွေနဲ့တောကရှင်ပြီဆိုသူကဒီသူ့ရဲ့စိတ်ထဲမှာခံစားတဲ့အတိုင်းရေးနိုင်တာဒါဆရာကြီးသခင်ကိုတော်မိုင်းပေါ့နော်နောက်ပြီးတော့ဒီဆရာကြီးဦးမောင်ကြီးကလေးရေးသားထားတာမှလည်းသူကနူးနူးညံ့ညံ့တိမ်တိမ်မိုးမေးလေးတွေရှိတယ်စာဖတ်သူနားဝင်အောင်လို့ရေးနဝင်ချိုအောင်လို့ရေးသားလေးရှိတယ်ကိုယ့်ရဲ့ဆိုလိုရင်းကိုစာဖတ်သူတို့လိုက်နာစေရန်တာယာညှင်းပြောင်းတိုက်တွန်းလေးရှိတယ်သူ့သဘောနဲ့မတူတော့လဲသူအဆွဲကောင်းတဲ့တကြောင်လို့သဘောတူလိုက်ရတာတွေလည်းရှိတယ်ဒါဟာလေစာရေးဟန်ကောင်းတဲ့အကြောင်းတွေပေါ့ကျမတို့ဆရာဇော်ကြီးဆိုလို့ရှိရင်လည်းပကံမျိုးအောင်နဲ့ကျွန်တော်ဆိုကိုရောက်သွားတယ်လို့ခံစားရတယ်เนาะပကံကောင်းငင်တို့ဟဲ့လား
အဲ့လိုမျိုးလေးတွေပေါ့နောက်ပြီးတော့ခုံလိုက်ချင်သေးတယ်လွှားလိုက်ချင်သေးတယ်ဒါမျိုးလေးတွေဒီစကားလေးတွေကြားပြီဆိုလို့ရှိရင်ရင်ထဲမှာတော့ဆွဲသွားတယ်ရေဟန်လေးဖက်မိတာနဲ့ကိုသိဥစ္စာပဲအကုန်လုံးအလွတ်အတိကျမရတော့မှနားထဲမှာရင်ထဲမှာဆွဲသွားလောက်အောင်ရေဟန်ကောင်းတဲ့ပုံကိုယ်တွေရှိပါလို့ပြောကြရင်းနဲ့မိကုံချုပ်ပါရှင်မင်္ဂလာပါကျွန်တော်ကမန္တလေးတက္ကသိုလ်ကဒေါက်တာသန်းထွေးအောင်ပါမြန်မာသားပါကျွန်တော်အခုဒီမှာရေးရတဲ့မှာစေးစရာရဲ့စေနာသွင်ပြင်မဲ့မှာကျွန်တော်စေးသူတွေတိုင်းမှာပင်ကိုရေးရရှိပေမဲ့သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့စာဖတ်ပေးတဲ့သူရေးမဲ့ကြောင်းရပေါ်မူတည်ပြီးတော့ရေးဟန်ကွဲရမှုရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီတာရကလေးပြမယ်ဆိုရင်တော့ကျွန်တော်တို့စေးစရာကြီးမောင်းထင်ဒါနော်စိတ်ဆိုင်မောင်ထင်ရဆိုလို့ရှိရင်သူရေးတဲ့စာတွေကတရောစာတွေရေးပါတယ်အခုတော့ဒီနာမည်ကျော်ကနဝယ်မြောက်ဝတ္ထုရှိဖြစ်တဲ့ငဘာဝတ္ထုတို့တခါဒီကိုတောင်းဝတ္ထုဒီကိုတောင်းဝတ္ထုတွေငဘာဝတ္ထုတွေမှာရေးတဲ့ပုံစံနဲ့ဟန်နဲ့ရေးဟန်နဲ့အခုသူဒီရောမင်းကြီးဥပိုးလန်ရဲ့ယာသဓမ္မသင်္ကကျမ်းမှာသူတီးဖြတ်တဲ့အမှားသားမှာရေးတဲ့ပုံစံနဲ့ဟာသာအကြောင်းအရာပေါ်မူတည်ပြီးတော့သူ့ရဲ့စစ်စေတနာပေါ်တက်ရောက်ပြီးတော့မှရေးဟန်သူကွဲပြားသွားပါတယ်ဥပမာဆိုမဲ့ဆိုလို့ရှိရင်ဒီမှာဒီဇာသဓမ္မသင်္ကာကျမ်းမှာဆရာကြီးမောင်ထင်ဟာဘယ်လိုရေးလဲဆိုလို့ရှိရင်ဇာသဓမ္မသင်္ကာကျမ်းပြုပုဂ္ဂိုလ်ဖြစ်တဲ့မြန်မာနိုင်ငံရဲ့ဒုက္ခမဲ့ကြီးသည်မြန်မာသမိုင်းနဲ့ကဏ္ဍဝင်မှာ၎င်းရောတွင်းဥပိုးလန်ဟု၎င်းရွှေပြည်ဝင်ဟု၍၎င်းဝဲမစွတ်မျိုးသားဟု၍၎င်းမကွေးမျိုးသားဝင်းရှင်တော်မင်းကြီးပြင်းကျော်တော်သည်နှောင်းလူတို့ကရောတွင်းဝင်ဥလိုင်းဝါဥပိုးလန်ဟု၍၎င်းရောမင်းကြီးဟု၍၎င်းရွှေပြည်မင်းကြီးဟု၍၎င်းရေးသားခေါ်ပေါ်ကြသည်ဆိုပြီးတော့သူကတီတီကြီးကြီးခန့်ခန့်ညာညာရေးသားနေနဲ့သူကရေးပြပါတယ်ဒါပေမဲ့ငဘာဝတ္ထုမှာကျတော့သူကမိတ်ဆက်ပေးကြတဲ့ကနော်သူ့ကိုဟလာငယ်ရွယ်သူတို့ကကိုငဘာခေါ်ကြတယ်ရွာအရက်တွေကရွာတွေကဥဒကောင်ကြီးကဟဲ့ငဘာလို့အာလုံးတန်ကြီးနဲ့ခေါ်တယ်သူ့မင်းမကတော့သူ့ကိုဟွန်းပါဇက်ကိုပေးပြီးတော့အချက်ပေးလိုက်ရင်လည်းသူ့ကိုခေါ်သည်ပင်ဖြစ်သည်ဆိုပြီးတော့အဲ့လိုရွှင်မြင်းမှုတက်လဲနဲ့ငါဘာကိုမဲဆက်ပေးတဲ့အခါမှာအမျိုးမျိုးခေါ်ပေါ်ပုံအကြောင်းကိုဒီလိုမျိုးရေးရနဲ့ရေးပါတယ်နောက်တစ်ခါတဝဲလုံးကြီးမှာဆိုလို့ရှိရင်လည်းဒီမှာအခုနလို့မြင်းပရင်လို့ဘာလို့ခေါ်ရလဲဆိုတော့ကြောင်းရင်းရှင်းတဲ့အခါမှာပရင်လုံးကြီးမြင်းမွေးသောကြောင့်ဒီတခါပင်ချုံးချင်းနေတဲ့မြင်းကိုညနေတိုင်းကွင်းထဲနဲ့ကန္နာလန်းတစ်ချောင်းမှာပတ်၍တက်စီမောင်းနေတဲ့ကြောင့်အလေးကြောင့်၎င်းနေကျွဲစီညကျွဲစီလင်မယားရန်ဖြစ်တန်ချစ်စမ်းကြသောအမှုကျင့်ကြောင့်၎င်းမြင်းပရင်ဟုဆိုရင်နှမ်းဆောင်ဘလို့တက်သေးသောငခွေးကအစသိသည်ဆိုပြီးတော့အဲ့လိုရွှင်မြင်းမှုတက်လဲနဲ့သူ့ရဲ့ရေသားမဲ့ကြောင်းရပုံပူတည်ပြီးသူ့ရဲ့စိတ်စေတနာလိုက်ရေသားလေးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာသူရဲ့စေနာသွင်းပြမှာမူတည်ပြီးတော့ရေးရန်ကွဲပြားတဲ့အကြောင်းကိုဒီလိုနာမည်ကျော်နော်ကံဝင်မြောက်စေဆရာကြီးတူဖြစ်တဲ့ဆရာကြီးမောင်ထင်ရဲ့စာရဲရနေပြီးတာရကပြရင်းနဲ့ကျွန်တော်တင်ပြပြရစီခင်ဗျာအားလုံးကိုလေးစားပါတယ်ကျေးဇူးတင်ပါတယ်ဂျပန်စကားပုံတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်တယောက်တည်းလမ်းရင်တဲ့ခြေလမ်းတစ်လမ်းပဲရောက်တယ်တဲ့10ယောက်လမ်းရင်ခြေလမ်း10လမ်းခရီးရောက်တယ်တဲ့အယောက်100လမ်းရင်ခြေလမ်း100ခရီးရောက်တယ်တစ်စက္ကန့်အတွင်းမှာအဲဒါကြောင့်မလို့အများဝိုင်းပြီးတော့ဆွေးနွေးတာဒါကောင်းတဲ့လက္ခဏာတရားဖြစ်တယ်ဒါပေမဲ့ရှေ့ပိုင်းတော့ကျွန်တော်မပြောတာရှေ့ပိုင်းကအတင်းရိုးတွေအတစ်တွေဖြစ်နေလို့ရှေ့ပိုင်းကဟာကြီးကြတော့လည်းစိမ့်လို့ဒါကြတော့ကျွန်တော်ရတယ်ဆရာပတ်တွေဒါကျွန်တော်နောက်ပိုင်းမှာအဲ့လိုပဲခုမပြီးခဲ့ဖြစ်ပေါ့နော်အဲ့လိုဒါဒီမှာတစ်ခုပြောချင်တာတစ်ခုကတော့ကျွန်တော်ခုပြောစကားပြောတဲ့ခါမှာခုနကတော့ဆရာကြီး UKA ဆရာကြီးအိုးတော်စာဖြစ်ကျွန်တော်ပြောတယ်နော်အဲ့တော့တကယ်လည်းပြောရရင်တော့ဆရာကြီး UKA ကကျွန်တော်စံနမူနာယူရတဲ့ဆရာကြီးတယောက်ဖြစ်ပါတယ်လက်ထောက်ကတိကအစ်စ်မှာရင်တနင်္ဂနွေလုံးမှာဟိုးကြော်နေပြီဖြစ်ပါတယ်လက်ထောက်ကတိကအစ်စ်မှာအဲ့ဒီစကပြေသဘောတရားစကပြေအတတ်ပညာစာအုပ်နဲ့တနင်္ဂနွေလုံးကိုဟိုးကြော်နေတယ်လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရွယ်ပမုခပစ္စည်းယူကားဒီဆိုလို့ဆိုတော့ဆရာအကုန်လုံးသိနေပြီတကဘာလုံးလည်းသိနေပြီနော်အဲ့တော့အတူယူဆရာပါပဲနော်အဲ့တော့ဆရာတို့ကတခြားဒီရှင်းတော့ကျွန်တော်ရှိရပမုခဒေါက်တာအောင်မြင့်ဦးဆိုလို့ရှိရင်ကျွန်တော်ခုလိုဆွေးနွေးပွဲတွေပါပြဿနာတက်လို့ရှိရင် तू ကထွက်လာပြောကျွန်တော်လာပြောတယ်ဘယ်လာပြောဆိုတော့ဒီလောက်ရှုပ်နေတဲ့ပြဿနာတဲ့ခင်ဗျားလည်းမရှင်းနိုင်ဘူးကျွန်တော်လည်းမရှင်းနိုင်ဘူးတဲ့အခုဖုတ်ကောက်ဆက်လိုက်ချက်ချင်းအဖြေရတယ်အဲ့လိုပြောပါတယ်အခုဖုတ်ကောက်ဆရာကြီး UK ကိုဖုတ်ကောက်ဆက်လိုက်ရင်
ချက်ချင်းအဖြေရတယ်တဲ့သူအဲ့လိုပြောခဲ့ပူပါတယ်အဲ့တော့ဆိုရင်ကကျွန်တော်တို့ကသတိမထားမိလို့ပေါ့ဒီလောကနီတိမှာလည်းပါတယ်ဒီရွေတောင်ဟူသမျှ၌အဖို့တန်ပရမမရှိနေရာတိုင်းမှာလည်းပဲပညာရှင်ဆိုတာမရှိပါဘူးအဲ့တော့ကျွန်တော်မြန်မာစာအနေနဲ့အခုလက်ရှိမြန်မာတနိုင်ငံလုံးအနေနဲ့ကြည့်ရေဒါဆရာကြီးဥခေဟာတကယ်ကိုပဲစံနမူနာယူရတဲ့ဆရာကြီးဖြစ်ပါတယ်ကျွန်တော်တို့လည်းမဟုတ်ဘူးနိုင်ငံသားတွေလည်းသိပါတယ်နိုင်ငံသားတွေကဆရာတို့လည်းတခုမသိလို့ရှိရင်ဆရာကြီးဥခေမေးလိုက်ပေါ့တဲ့အဲဆိုတော့သူတို့ကနောက်ပြောတယ်ကျွန်တော်တို့မှလည်းအဲ့လိုဆရာကြီးတွေရှိပါတယ်သူကတနိုင်ငံလုံးမှာတယောက်ပဲရှိတယ်ဆရာကြီးမျိုးတွေဖြစ်တယ်တနိုင်ငံလုံးမှာတယောက်ပဲရှိတယ်ဆရာကြီးဥခေဆိုရင်မေးချင်တာမေးနော်ဒီချက်ချင်းဖြစ်နိုင်တယ်သူတို့နိုင်ငံတွေမှာလည်းအဲ့လိုမေးလို့ရတဲ့လူကများမရှိပါဘူးဆရာတနိုင်ငံလုံးမှာတယောက်ပဲရှိပါတယ်ခုနကဒီအမေရိကဆိုတဲ့အတူတူပဲတနိုင်ငံလုံးမှာတယောက်ပဲရှိတယ်အဲ့ဒါတော့ Chomsky ဆိုတဲ့ဘာသာဗေဒပညာရှင်ဖြစ်တယ်အဲ့ဒါသူတို့ဆရာကြီးကိုဘယ်လောက်ချစ်တယ်ဆိုရင် Chomsky ကိုကျွန်တော်တွားတွေ့ချင်တယ်လိမ်ပြလက်ဘက်ကလည်းတကယ်ကြီးကလက်ဆောင်ပေးပဲဆရာအဲ့တော့ဆရာတွားမတွေ့ပါနဲ့ဆရာတဲ့ဘာဖြစ်လို့ဆိုတော့တဲ့ Chomsky ကအသက်က80ကျော်နေပြီတဲ့ပညာနဲ့ပတ်သက်လို့ဘာမှမဆရာဘာမှမသိဘာမှမသိတော့ဘူးတဲ့နောက်က तू ကပါပေါ့နော်အသက်ကြီးတဲ့ခါကျတော့ဆေးပေးမယူအနေနဲ့ဒီကလေးမလေးတယောက်နဲ့အင်တာဗျူးထားလေရှိရဲ့အဲကြောင့်ဆရာသွားရင်သူ့အတွက်အနှောက်အယှက်ဖြစ်ပါလိမ့်မယ်ဆရာသိကျင်တာတွေဘာမှသိရမှာမဟုတ်ပါဘူးတဲ့ဆိုတော့သူတို့ဆရာကြီးကိုကားခွဲတာသူတို့ဆရာသွားပြောနှောက်ယှက်မှာဆိုလို့ဒါအဲ့တော့ဆိုရင်က Chomsky ကလည်းကဘာမှာသူကဘာသာဗေဒမှာနံပါတ်1ဖြစ်ပါတယ်နော်နံပါတ်1အဲ့သူတို့ဆရာကြီးကိုသူတို့ကားခွဲဆိုရင်ဗာလဲဆိုရင်ပြောနေတာကဒီပညာရှိဆိုတာတနိုင်ငံလုံးမှာတယောက်ပဲရှိတဲ့လူလာမျိုးဖြစ်တယ်ခုကျွန်တော်ဆိုရင်အင်မတန်ရှက်စရာကောင်းပါတယ်ပစ္စည်းယူကနေအထိဘယ်သူမှမသိသေးဘူးကိုရေးတဲ့စာအုပ်ကောင်းလဲခုတည်းရှိမရှိသေးဘူးအဲ့တော့ဆရာကြတော့လက်ထောက်ကတိကတွေကစာအုပ်တွေထွက်နေပြီအခုဆိုရင်စာအုပ်ပေါင်းမရည်နိုင်တော့ဘူးနော်အဲ့ဒါမျိုးဒါဆရာသမားတွေကိုပြောပြတာပါကိုကတတိထားမိပေါ့ကိုလည်းစူးစမ်းဖို့နော်အဲ့တော့အခုလူငယ်တွေကအခုနီးပြတရုတ်ပြအစ်စ်တွေမာစတာတက်တဲ့ကလေးတွေကဆရာကြီးဥခေသိလားဆိုရင်မသိပါဘူးလို့ဖြစ်တယ်မသိဘူးတကယ်မသိတာသူကဆရာကြီးဥခေကိုတကယ်မသိဘူးလူလာလည်းမသိဘူးဆရာကြီးဌာနဝင်လာလည်းမသိဘူးအချင်းများအဲ့လိုဖြစ်သွားတာနော်ဆိုတော့သူတို့ခက်ကဆရာကြီးမဟုတ်အဲ့လိုဟုတ်လားမဟုတ်ဘူးโอเคအဲ့ဆိုတော့တိမလားတော့မသိဘူးနော်အဲ့တော့အခုကျွန်တော်တို့တက်လို့မြန်မာစာနဲ့အသက်မွေးခဲ့ကြတယ်အဲ့တော့အဲ့ဒီအသက်မွေးတဲ့ခါမှာဆရာကြီးရဲ့ပညာတွေကြီးပါပဲအကိုတို့ကျွန်တော်စာအုပ်တွေမှာကြည့်လိုက်ရင်ဘယ်စာအုပ်မှမလွတ်ဘူးဆရာကြီးရဲ့စာအုပ်တွေပြ reference တွေကြည့်လိုက်တင်ရိုးစာအုပ်တွေကြည့်လိုက်ဆရာကြီးရဲ့စာတွေကမလွတ်ပါဘူးနော်အဲ့တော့ဒါကဆရာကြီးရဲ့ဂုဏ်ကြီးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆရာဆရာမအားလုံးလည်းမင်္ဂလာပါအားလုံးလည်းလေးစားပါတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ပသိမ်တက်သူပါပသိမ်တက်သူကနောက်ဆုံးနော်ဆွေးနွေးပဲလို့တော့လည်းမပြောချင်ပါဘူးနော်နောက်ဆုံးကျွန်တော်ဒီသင်္ကန်းစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအခြေခံဆက်ဆံမတွေကိုသင်ကြားဖို့အတွက်ဘယ်လိုသင်မလဲဆိုတာလေးကိုကျွန်တော်ဆွေးနွေးပါပါခေါင်းစဉ်ကတော့စကားပြေရဟန်းခေါင်းဤအခြေခံလက္ခဏာများတဲ့အဲ့ဒါကျွန်တော်တို့ဂုဏ်ထူးတန်းမာစတာတန်းနေတက်စင်တော့ကြာတော့ပါပဲဆရာကြီးဥခေတင်တဲ့နော်စကားပြေသောတရားစကားပြေအတတ်ပညာစာအုပ်တရားနေပြီးတော့အတန်းထဲမှာဒီဆီလ်ဗာထဲမှာပါပါတယ်နော်စကားပြေသောတရားစကားပြေအတတ်ပညာစာအုပ်အဲ့ဒီထဲကနေပြီးတော့ထုတ်လွှင့်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာစကားပြေကောင်းရဲ့အခြေခံလက္ခဏာရည်တည်ဆိုတာမှန်ကန်မှုရှိရမယ်နောက်ရှင်းလင်းမှုရှိရမယ်တိကျမှုရှိရမယ်ကြည်လင်မှုရှိရမယ်ပြည့်ပြည့်မှုရှိရမယ်ဆိုပြီးတော့အဲ့ဒီစာအုပ်ထဲမှာလည်းအသေးစိတ်ဖော်ပြထားပါတယ်နော်အဲ့တော့ဆရာလည်းအသေးစိတ်ရှင်းလင်းထားပါတယ်ပထမဆုံးဒီစာတပုတ်ရဲ့ရေးဟန်ကောင်းမကောင်းကိုဒီအခြေခံလက္ခဏာတွေနဲ့ချိန်ထိုးပြီးတော့ကျွန်တော်တို့ကဆွေးနွေးရမှာဖြစ်ပါတယ်အဲ့တော့အဓိကပထမဆုံးပြောရမှာမှန်ကန်မှုစာတပုတ်ကသူရေးသားထားတဲ့နေရာမှာဝကြဖွဲ့လို့စည်းကမ်းနဲ့ညီမှန်မှန်ကန်ရှိသလားเนาะအဲ့ဒါကိုအရင်ဆုံးဆွေးနွေးရမှာဖြစ်ပါတယ်เนาะဓမ္မသာလင်းเนาะဒီ
ရွေးထားတဲ့အကြောင်းအရာပေါ်မှာလိုက်ဖက်မှုရှိမရှိကိုတွေးရှိနေမှာဖြစ်ပါတယ်နောက်ဒုတိယချက်နေရတော့ရှင်းလင်းမှုစာရေးသူတယောက်ကအကြောင်းအရာတူကိုရေးတဲ့နေရာမှာရှင်းလင်းဖို့လိုအပ်ပါတယ်အကြောင်းအရာတွေဟာဥတီရည်ရွယ်ချက်အားပေါ်မဖော်ဆောင်နိုင်ဘဲနဲ့နော်အချက်လက်တွေကထွေပြားနေမယ်ဆိုလို့ရှိရင်လည်းဒါစာဖတ်သူဟာသူရဲ့ဆိုလိုချက်ကိုရှင်းရှင်းလင်းလင်းသိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်စာရေးတဲ့သူတွေဟာသူ့ရဲ့ဆိုလိုချက်ရည်ရွယ်ချက်အားပေါ်ကိုရှင်းရှင်းလင်းလင်းစာဖတ်တဲ့သူတွေနားလည်နိုင်ဖို့အတွက်အချက်လက်လိုအပ်တဲ့အချက်လက်ကိုမမကန်ရွေးချယ်ပြီးတော့ရှင်းလင်းပြဖို့လိုအပ်ပါတယ်နော်အကြောင်းအရာနဲ့လိုက်ဖက်မဲ့စီလျော်မဲ့ဥပမာတွေတာရကတွေကိုရွေးချယ်ပြီးတော့ရှင်းလင်းပြမှသာလေစာဖတ်တဲ့သူကလည်းသူရဲ့ဆိုလိုချက်အားပေါ်ကိုသိရှိမှာဖြစ်ပါတယ်ဒီလိုမပွဲနဲ့ရွေးချယ်ထားတဲ့အကြောင်းအရာနဲ့ဥပမာပေးတဲ့နော်အကြောင်းအရာတွေဟာလိုက်ဖက်မှုမရှိဘူးဆိုလို့ရှိရင်လည်းစာဖတ်သူမှာဟလာစာဖတ်သူရဲ့နော်နားလည်မှုစွမ်းရည်ကြာဆင်းသွားနိုင်ပါတယ်နောက်တတိယချက်ပြတိကျမှုထို့ကြောင့်တိကျမှုဒီလည်းအခြေခံလိုအပ်ချက်ဖြစ်ပါတယ်တဲ့တိကျကိုပြောချင်တဲ့အကြောင်းအရာကိုတိတိကျကျနဲ့ခိုင်မာပြက်သားသားပြောဆိုတတ်ဖို့လိုပါတယ်တိတိကျကျခိုင်မာနဲ့သူ့ရဲ့ယက်တီချက်သူ့ရဲ့သဘောထားအားပေါ်ကိုသူ့ရဲ့အမြင်ကိုပြက်သားသားနဲ့ထင်ရှားပြောတတ်ဖို့ရေးတတ်ဖို့လည်းရေးကြည့်ပါတယ်အဲ့လိုမပွဲနဲ့နော်ဆိုလိုချက်ကိုဝေဝါးနဲ့ပြောနေမယ်ဆိုရင်စာဖတ်သူကလည်းဒီသူ့ရဲ့သဘောထားကိုနားလည်နိုင်မှာမဟုတ်ပါဘူးနောက်တစ်ခါချစ်လင်းမှုဒီလည်းအခြေခံလိုအပ်ချက်ဖြစ်ပါတယ်အဲ့တော့စာရေးတဲ့သူတယောက်ဟာမိမိပြောလိုတဲ့အကြောင်းအရာတခုကိုစာဖတ်သူအလွယ်တကူရှင်းလင်းနားလည်သွားနိုင်အောင်အချက်လက်တွေကိုကြည်လင်းနဲ့စီစဉ်ပြီးတော့နော်ပြောဆိုရေးသားဖို့လည်းလိုအပ်ပါတယ်အဲ့ဒါလည်းအရေးကြီးပါတယ်အဲ့လိုမပဲနဲ့အချက်လက်တွေကဖောင်းပွားနေမယ်ဆိုလို့ရှိရင်သူဆိုလိုတဲ့အားပေါ်ကိုစာဖတ်သူနားလည်ဖို့ရန်ခက်ခဲသွားပါလိမ့်မယ်ဒါကြောင့်အချက်လက်တွေကိုရွေးချယ်ပြီးတော့ပြန်လဲရှင်းပြတဲ့နေရာမှာလည်းကြည်လင်းနဲ့စူးစီးနဲ့နော်စာပိုက်တွေကလည်းရှင်းနောက်အခြေဆက်မိမိနဲ့ကြည်လေးဖော်ပြနိုင်မှုကလည်းအရေးပါပါတယ်ဒါမှသာလျှင်စာဖတ်သူဟာသူပြောနေတဲ့အကြောင်းအရာကိုရှေ့ဆက်ပြီးတော့နော်စိတ်ဝင်စားစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဖတ်ရှုခြင်းစိတ်လည်းဖြစ်လာပါမယ်ဒီလိုဘဲနဲ့မကြင့်မလစ်ဖဲနဲ့နော်စာပိုက်တွေကနော်ရှင်းတဲ့နောက်နဲ့မစီလျော်ဘူးဆိုရင်လည်းစာဖတ်သူမှာသူ့ရဲ့ပြောဆိုတဲ့အကြောင်းအရာကိုစိတ်ဝင်စားမှုအားနည်းသွားနိုင်ပါတယ်နောက်ဖြည်းဖြည်းမှုဒါလည်းအရေးပါပါတယ်စကားပြေဆုံးမှာပြောဆိုတဲ့အကြောင်းအရာနော်ဒီကိုတင်ပြတဲ့နေရာမှာရှင်းတဲ့နောက်နဲ့နော်ပြည့်ဖြစ်ရပါမယ်အခြေခံလိုအပ်ချက်တရားဖြစ်သည်တဲ့ထို့ကြောင့်ပြည့်မှုသည်လည်းအခြေခံလိုအပ်ချက်တရားဖြစ်သည်တပန်စာရေးသူ၏ရွယ်ချက်ရေးသားသောအကြောင်းအရာစာဖတ်သူ၏အနေထားစသည်တို့နှင့်လိုက်ဖက်စီလုံးစုံရေးသားမျိုးဖြင့်တင်ပြရန်လည်းလိုပါတယ်တဲ့နော်ဒီမှာလည်းအတိလင်းရေးထားပါတယ်အဲ့တော့သူတင်ပြတဲ့နော်အကြောင်းအရာတွေဟာရွယ်ချက်နဲ့လိုက်ဖက်မှုရှိရမှာပဲနောက်စာဖတ်သူလိုက်နိုင်တဲ့စာဖတ်သူတွေလိုက်ပြီးတော့နားလည်လွယ်နိုင်တဲ့အကြောင်းအရာမျိုးလည်းဖြစ်ရပါမယ်သူတင်ပြခြင်းနဲ့သူတင်ပြထားတဲ့အကြောင်းအရာစာဖတ်သူရဲ့နော်မြင်နေလို့ရှိရင်စာဖတ်သူကမလိုက်နိုင်ပါဘူးမလိုက်နိုင်ရင်ဒီစာကိုသူနားလည်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်စာရေးတဲ့သူတွေဟာမိမိကျောင်းသားကျောင်းသူတွေကိုအသိပေးချင်တာလားဒါမှမဟုတ်ရုံးဝန်ထမ်းတွေကိုအသိပေးချင်တာလားဒါမှမဟုတ်တာမန်အကြသားတွေကိုပြောချင်တာလားဆိုတော့နော်ဒီစာဖတ်ပြည့်တဲ့ကိုလည်းရွေးချယ်ပြီးတော့မှသူတို့နဲ့လိုက်ဖက်တဲ့ရေးဟန်မျိုးနဲ့သူတို့နဲ့လိုက်ဖက်တဲ့အကြောင်းအရာအချက်လက်မျိုးနဲ့နော်ပြည့်ပြည့်အောင်ရေးသားထားဖို့အရေးကြီးကြောင်းတင်ပြလိုပါတယ်နောက်ဆုံးတစ်ချက်ကတော့လိုက်ဖက်မှုကလည်းစောစောကတင်ပြပြီးသွားပါပြီပြည့်ပြည့်မှုနဲ့တိတ်နော်မကွာပါဘူးနော်စာဖတ်သူဟာ
သူဘယ်တဲ့ရွယ်နဲ့လက်ဖက်တဲ့အကြောင်းအရာကိုရေးမှလဲနော်ကိုပြောခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်တယ်ဆိုရင်ကျောင်းသူကျောင်းသားနဲ့လိုက်ဖက်တဲ့ကျောင်းသူကျောင်းသားတွေဖတ်လို့နားလည်လွယ်မဲ့အကြောင်းအရာမျိုးကိုရွေးချယ်ပြီးတော့ရေးသားမှာဖြစ်ပါတယ်ဒီလိုမျိုးပဲနဲ့ကျောင်းသူကျောင်းသားနားမလည်နိုင်တဲ့အကြောင်းအရာမျိုးရေးလို့ရှိရင်သူ့ရဲ့စာအချင်းကြီးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်စာရေးသူတယောက်ဟာစာတစ်ပုဒ်ကိုဖန်တီးတော့မယ်ဆိုရင်မိမိပြောလို့တဲ့စာဖတ်ပြည့်တဲ့နဲ့လိုက်ဖက်တဲ့အကြောင်းအရာကိုလိုက်ဖက်စွာနဲ့ရွေးချယ်ခြင်းရလဲအရေးကြီးတယ်ဆိုတာကိုပြောချင်ပါတယ်နောက်ဆုံးနေတဲ့ထိုလက္ခဏာများနှင့်ညီညွတ်သောစကားမျိုးသည်တဲ့စကားလုံးမှန်နေရာမှန်ဟူသောသဘောနှင့်ညီညွတ်သည့်စကားပြေကောင်းဖြစ်ပါလိမ့်မည်ဆိုတဲ့ဆရာညီကုန်းချုပ်ထားပါတယ်နော်ဒါကတော့ကျွန်တော်နောက်ဆုံးသင်ခန်းစာဖြစ်တဲ့အတွက်ကြောင့်အားလုံးကလည်းကျွန်တော်တွန်းဖို့မဆွေးနွေးတဲ့ထဲမှာကျွန်တော်တယောက်သာကြံတော့တယ်ဆိုတော့အဲဒါကြောင့်ကျွန်တော်ဆွေးနွေးရခြင်းမှာအဲ့တော့အားလုံးကျွန်တော်နော်ပြောသွားတဲ့ထဲမှာအမှားပါရင်လည်းအားလုံးမေတ္တာဖြင့်စိတ်နဲ့ခွင့်လွှတ်နားလိုက်ပြီးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ဒီတန်းနေလည်းပြီးသွားပြီနော်အပြောပိုင်းကလည်းပြီးသွားပြီဂျားတွေကအဖက်ရုပ်ကလည်းပြီးသွားပြီနော်အခုအရေးသင်ခန်းစာလေးပဲပြီးသွားပြီအဲ့တော့အားလုံးပြီးသွားတဲ့ခါကျတော့ဆရာသမားတို့မှာကျင်တာကတော့ကိုကနေပြီးတော့တစ်စစ်ပြန်ရှင်းပြတဲ့ခါမှာကိုကရှင်းနေမှသူများကိုရှင်းအောင်ပြန်ပြောပြနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ပထမဆုံးကိုယ်တိုင်ကသင်ခန်းစာတွေကိုရှင်းလင်းအောင်အားထုတ်တာပါနောက်တစ်ခါကျတော့ဒီအညွှန်းပြထားတဲ့စာအုပ်တွေကိုဖတ်ပြအောင်ဖတ်ပါစာအုပ်ကအများကြီးပြမထားဘူးတုံးလို့ပဲအရင်လိုအများကြီးစီးပြီးပြထားတဲ့reference ကိုပဲပြထားတာ bibliography ကိုပြမထားဘူး bibliography ဆိုရင်တော့အများကြီးပုံ20 30လောက်ဖြစ်သွားမှာအခု reference ဆိုရတဲ့ခါကျတော့ကိုကားတဲ့စာအုပ်လောက်ပဲပြထားဖြစ်လို့သိမပါဘူးဒါမှမဟုတ်အဲ့ဒီကိုကားတဲ့စာအုပ်တွေကိုဖတ်ပြအောင်ဖတ်ပါအဲ့လိုဖတ်ပြီးတင်လို့ရှိရင်အဆင်ပြေမှာဖြစ်ပါတယ်နော်တကယ်လို့အဆင်မပြေတဲ့အချင်းချင်းဖုံးဆက်ပြီးတော့မေးလို့ရပါတယ်နော်အဲ့တော့သိပြီးတော့အထူးဆန်းတော့မဟုတ်ပါဘူးအခုဒီအရေးတင်ကားလေးဆိုရင်ဒါကျွန်တော်တီးပြီးသားတွေပါအားလုံးတီးပြီးသားတွေနော်ကဲဟုတ်ပြီအဲ့ဆိုရင်မိကိုမေးစရာရှိသေးလားမိကိုပုစံဟုတ်ပြီမိကိုပုစံကဒီဟာကကျွန်တော်တို့နမူနာလို့ပြောထားတာဖြစ်ပါတယ်ဒါမှမဟုတ်တကယ်မေးမဲ့မိကိုကတော့မဟုတ်ဘူးနမူနာမိကိုဆိုတာကအားလုံးတိတာရုံလောက်ပဲနမူနာလေးပြထားဖြစ်လို့တချို့အပုတ်တရားမပါတာရှိပါလိမ့်မယ်ဘာဖြစ်လို့ဆိုတော့အခုတည်ထားတဲ့တင်ယူကအရင်နဲ့ဆိုင်နည်းနည်းများတယ်နောက်နည်းနည်းများပြီးတော့ဒီရည်ရွယ်ချက်ကလည်းပဲတကယ်concept မိဖို့အဓိပ္ပာယ်ကိုတေချာသိဖို့ရည်ရွယ်ထားတဲ့အတွက်ကြောင့်ဒီမေကွန်းပုံစံမှာကလေးတွေကိုတိတိကျကျဖြေရတဲ့မေကွန်းတွေကိုများများမိထားတယ်များမိထားတဲ့ခါကျတော့ခုနလိုဘယ်ပုတ်ကြံခဲ့တယ်ဒီပုတ်ကြံခဲ့တယ်ဆိုတာကရှိပါတယ်ဟိုကမလွတ်ရသေးဘူးဆိုတော့ဘယ်အခန်းကဘယ်နှပုတ်မေးမယ်ဘယ်ပုတ်ကဘယ်အခန်းကအဲ့ဒါမလွတ်ရသေးအဲ့နမူနာမေကွန်းမလို့အဲ့ဒါဆံမွေးနီးလာတဲ့ခါကျတော့ဗာလေမြန်မာစာဘာသာရေးဆိုင်ရာအတိမတ်ဖွယ်ရများဆိုပြီးတော့သတင်းစာအနေထည့်တဲ့ခါကျလို့ရှိရင်အဲ့ဒါမျိုးကိုထည့်ပေးလို့ရပါတယ်ဒီမှာတော့မေကွန်းဖြစ်အောင်ကိုပဲမနေ့ညှိနှိုင်းပြီးတော့ဒီဟာကိုရေးထားပြီကျွန်တော်အစည်းအဝေးအစဉ်ကြီးအထက်ခေါ်ပြီးတော့ပြုလုပ်ထားဖြစ်လို့ခုနပြောသလိုဘယ်ပုတ်ကဘယ်အခန်းကဘယ်ပုတ်မှမိမှလဲဘယ်အခန်းကဘယ်နှပုတ်ပါမှလဲဆိုအဲ့ဒါအထိပြောလို့မရသေးပါဘူးသူကပုံစံလေးပဲနမူနာပုံစံလေးပဲထုတ်ပြထားတာဖြစ်ပါတယ်အသေးစိတ်ကတော့ထပ်ပြီးတော့ညှိနှိုင်းအောင်ပါအခုတင်ရိုးဥက္ကဋ္ဌတွေအစည်းအဝေးထက်ခေါ်အောင်ပါလောလောဆယ်ကနမူနာပဲနော်ခုနကျွန်တော်တို့သိချင်တဲ့ဘယ်ပုတ်ကဘယ်နှပုတ်မိမှလဲ9မှတ်တန်းထဲမှာဘယ်နှပုတ်ပါမှလဲ10မှတ်တန်းနဲ့ဘယ်နှပုတ်ပါမှလဲဆိုအဲ့ဒါကမတတ်မှတ်ဘူးအဲ့ဒါနောက်ဆုံးဒီစံမွေးမိကိုထုတ်ကနေကြမှာဘယ်လိုပြင်ရရင်ကောင်းမလဲတနင်္ဂနွေကဆရာသမားတွေဘယ်လိုဆိုရင်နားလည်မလဲဆိုပြီးတော့အဲ့ဒါကိုခွဲခြားအောင်အခုကကြတော့ဒီပုံစံသိဖို့ပဲဆရာသမားတွေပုံစံသိလို့ရှိရင်စာတင်လို့ရပြီအဲ့တော့ဒီယာရေးရွေးချက်ကခုနပြောတဲ့ concept မိဖို့ပဲအဓိပ္ပာယ်ကြီးနားလည်ဖို့ရွေးပြီးတော့ထုတ်ထားတယ်မိကုန်းပုံစံဖြစ်ပါရဲ့ဒါပေမဲ့အဓိပ္ပာယ်ကိုနားလည်အောင်ဆိုရင်လုံးလုံးကြီးပြောင်းလာတယ်မဟုတ်ရှင်းတော့အစင်လာကိုလည်းပဲတဝက်ထည့်ထားတယ်နောက်တစ်ဝက်ကကြတော့နားလည်အောင်ရေးမိကုန်းပုံစံကိုထည့်ထားတယ်ဒါမှမဟုတ် तू ကအရင်မိကုန်းပုံစံနဲ့တဝက်စစ်အတိတ်ကလည်းပါတယ်အဲ့လိုဆိုလို့ခုနအသေးစိတ်ကတော့စမွေးနီးမှာ
စာတင်မှုချုပ်ဒီမှာဘုရားကရောင်းအလင်းကဟိုအလင်းကမိကုန်းကသူကဟိုအရင်တုန်းကဟိုးရှိရှိတုန်းကမိခဲ့တဲ့မိကုန်းပုံစံကိုယူထားတာဟိုးရှိရမိတဲ့မိကုန်းကဘေးသင်္ကန်းစာတွေကလဲလို့ဘာလို့မပါဘူးပေးထားတဲ့အလင်းကတခုကြည့်ပြီးတော့ဘာကြောင့်အဲ့ဒီအလင်းကမြောက်တယ်လေလို့ရှင်းခိုင်းတာဒါကြောင့်မလို့ဒါကအရင်တုန်းကသုံးခဲ့တဲ့မိကုန်းပုံစံဖြစ်ပါတယ်ဥပမာဆိုရင်ရှစ်ကျိုးလို့မိထားတယ်ဒါဆိုလို့ရှိရင်အာယူပကအလင်းကဖြစ်ပါဒီပါရေးကြမယ်တခါတည်းပဲဟလာအချစ်ဟလာအနိုင်ကအဆိုဆွေစင်တာအရစ်ပန်းတော်ဖွဲ့တတ်သောဂုံကြီးတူသည်အချစ်အနိုင်ကန်ဤကျိုးအနိုင်တို့ကိုဂုံကြီးတူချင်းတတ်တူကူရေးဖွဲ့ထားသောကြောင့်ယူပကအလင်းကမြောက်ပါသည်ပြီးပြီအဲ့ဒီထဲမှာနှစ်ခုပါမယ်တစ်ပကယူပကအလင်းကမြောက်ပါသည်ဆိုတာတစ်ခုပါမယ်ဘာကြောင့်အဲ့တော့ဝစီအလုံးမောင်းရင်တမန်အဲ့တော့အလုံးမောင်း၅ခုဖြေရမှာ9မှတ်တယ်ဖြစ်သွားပြီအရင်ကတော့10မှတ်တယ်ဒါပေမဲ့အခုကျတော့ခုနကပြောလို့ရှေးအစင်တာကိုလည်းလိုက်ရှင်သေးတဲ့အတွက်ကြောင့်ဟုတ်တယ်ဘယ်မှုဆိုလဲဝေဖန်ချက်တွေကများလာမှာဆိုအဲ့ဒါကြောင့်မလို့ဘလို့ဟုတ်တယ်အဲ့ဒါတွေကနောက်အစစ်ကြမှာစစ်တော့ပုံစံကိုပြောင်းမေးနေအဲ့ဒါဖေးထုတ်ထားတာလေဘယ်သင်္ကန်းစာကထုတ်ထားတာလေဘသူကပြောတာလေဆိုတာတွေကနောက်ပိုင်းမှာအဲ့ဒါပါလာဒါကငကိုတုံးကပုံစံအလင်္ကာမေးကိုရဲ့ငကိုတုံးကပုံစံကကျောင်းသားကျောင်းသူတွေကိုအလင်္ကာတိတိဖို့အလင်္ကာဒါဥမာအလင်္ကာစာတိဖို့ဒီဘကအလင်္ကာစာတိဖို့ဘယ်ထဲကပါဥမာညာပဲဒီဘကအလင်္ကာပဲအဲ့လိုအဲ့တော့ဒီမိဂုပုံစံဟောင်းကိုထိုင်ထား